ကဲ16ရက်9လအတွက်မျောနေတဲ့ကျွန်တော်အမျိုးတွေ9ရက်သားသမီးအားလုံးကြော်မသွားနဲ့ဒီပုတ်လေးကိုစုံအောင်ကြည့်ပြီးရင် follow like and share comment လေးတွေရေးခဲ့လိုရာစုတောင်းခဲ့အားပေးစကားလေးတွေပြောခဲ့ကျွန်တော်ပေးတဲ့ချိန်မတွေ့မှဆိုလို့ကျွန်တော်တင်တဲ့ချိန်မတွေ့မှဆိုလို့ကျွန်တော်10ရက်နေ့စောလေးပေးမယ်တင်ပေးမယ်ကျွန်တော်ဒီတစ်ပတ်ပန်းလေးတစ်ပွင့်မိန်တစ်ပွင့်ပဲအများကြီးမပေးဘူးเนาะအရင်ဘက်ကလည်းကျွန်တော်တစ်ပွင့်ပဲပေးတယ်ကျွန်တော်တွက်ကနန်းမှာเนาะတွက်တဲ့ပန်းပွင့်လေးတလုံးလွဲတဲ့ပါဝါချင်းကဒီတစ်ပတ်ကျွန်တော်ပြန်စူးစမ်းပေးမယ်အဓိက follow comment ရေးများရေး share ပေး wine share ပေးကျွန်တော်ဒီစေတနာနဲ့ဘာလို့စေတနာနဲ့ပေးတယ်ရစေချင်တယ်ကျွန်တော်နားလဲတယ်ကျွန်တော်အမျိုးတွေခုနှစ်သားသမီးအားလုံးအစိမ်မပြေကြဘူးเนาะဒုက္ခတွေရောက်နေကြတယ်အဲ့ဒီအတွက်ကျွန်တော်ကောင်းကောင်းလေးလုပ်ပေးမယ်ရအောင်လုပ်ပေးမယ် wine share ပေးဖို့လိုတယ် comment လေးတွေ wine ပြီးအားပေးဖို့လိုတယ်စေတနာနဲ့ပေးတာလေเนาะပတ်စံမယူဘူးအသေးဝင်ကြီးတွေမကောက်ဘူးပြီးတော့အဓိကအချက်ကကျွန်တော်တပွင့်မဲ့ပေးတယ်ပန်းလေးတပွင့်မဲ့ပေးတယ်เนาะနိုင်တယ်လို့ကစားကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေနည်းနည်းလေးကစားပေးနည်းနည်းလေးဆော့ပေးကျွန်တော်ပေးတာဒီမများဘူးဒီ16ရက်9လကန်ထူးချင်တဲ့အမျိုးတွေ comment ရေး wine share ပေး comment ရေးတဲ့လူတိုင်းကန်ထူးပြီကန်ထူးမယ်ကန်ထူးချင်ရင်ပေါ့နည်းနည်းလေး wine share ပေးအားလုံးပဲမင်္ဂလာပါဗျ